你快去！ရဲ့အနေငယ်ကြပြီးနောက်ဝိုင်းမိန်ဟာစစ်ရုံတက်နေသောကြာရွှေချုံစီတို့စီမံကိန်းဆိုပြီးတဲ့တစ်ခုကိုလာရောက်တင်သွင်းခဲ့ပါတယ်။ဒါပေမဲ့ကြာရွှေချုံကတော့ဒီ project ဟာတိတ်ကိုခလေးဆန်လို့မရည်စရာကောင်းတယ်လို့သိရောလိုက်ပါတယ်။အဲ့ဒါကိုဝိုင်းမိန်ကလူကြီးမင်းထံရဲ့တရုတ်ပြင်တဲ့အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု project ကိုအဖွဲ့ဝင်ဖြစ်ပါဝင်ရန်တောင်းဆိုခဲ့ပါတယ်။ကြာရွှေချုံဟာဝိုင်းမိန်အဲ့ဒီကောင်လေးပေါ်မှာထားတဲ့ခန်းစားချက်တွေကိုရိပ်မိသွားခဲ့ပေမဲ့လေဝိုင်းမိန်ကတော့သူမကဒီအလုပ်ကိုအမှန်စင်စစ်လေ့လာချင်တာပါဆိုပြီးခေါင်းမနဲ့ဆက်ညှင်းနေခဲ့ပါတယ်။ကြာရွှေချုံဟာဝိုင်းမိန်ရဲ့တောင်းဆိုချက်ကိုလက်ခံပေးလိုက်ပါတယ်။သူမဟာငယ်ရွယ်သေးပေမဲ့အလုပ်ကိုတတိရှိရှိလုပ်ကိုင်နေတဲ့ဆရာထက်သန်မှုရှိတဲ့အတွက်ကျန်းရွှေချုံကသူမရဲ့ရဲရဲမှုကိုအလွန်နှစ်သက်သဘောကျနေခဲ့ပါတယ်။ဝိုင်းမိန်ဟာစီမံကိန်းခွက်မှာပေါ်ဝင်ခွင့်ရခဲ့ပြီးတော့ CEO ရဲ့လက်ထောက်နေရာမှာစီမံကိန်းရေးဆွဲရေးအဖွဲ့ဝင်တူဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့သူမဟာအောင်မြင်မှုရနေသူတို့ကဲ့သို့စမတ်ကြဝတ်စားပြီးစီမံကိန်းဖွဲ့စီကိုသွားခဲ့ပါတယ်။ကျွမ်းကော်တုံးဟာဤပူပေါင်းဆောင်ရွက်မှုရဲ့တာဝန်ခံဖြစ်ပါတယ်။ဝိုင်းမိန်ဟာအဖြူရောင်ခရတာလေးကိုဝတ်ပြီး project အဖွဲ့အစည်းအဝေးကိုရောက်လာခဲ့ပါတယ်။အထက်ကိုရောက်လာတဲ့အခါမှာတော့ကျွမ်းကော်တုံးဟာသူ့ရဲ့လုပ်ဖော်ကိုင်မဲ့တွေနဲ့စကားပြောနေခဲ့ပါတယ်။ဝိုင်းမိန်ကသူ့ကိုနှုတ်ဆက်ချင်ပေမဲ့နည်းနည်းရှက်နေခဲ့ပါတယ်။ကျန်းကော်တုံးကလည်းသူမကိုမြင်လိုက်ပေမဲ့ဘာမှမပြောဘဲသူမကိုလေးစားသားနဲ့ပဲထိုင်ခန်းလိုက်ပြီးမကြခင်မှာပဲအစည်းအဝေးဆက်လိုက်ကြပါတယ်။ကျန်းကော်တုံးဟာဒီ project ရဲ့တာဝန်ခံခေါင်းဆောင်ပဲဖြစ်ပါတယ်။ကျန်းကော်တုံးဟာအရှိကနေယုံကြည်မှုရှိရှိစကားပြောနေခဲ့ပေမဲ့ဝိုင်းမိန်ကတော့သူ့ရဲ့စကားကိုအာရုံစိုက်နိုင်မဲ့သူ့ကိုပဲစိုက်ကြည့်နေခဲ့ပါတယ်။ဝိုင်းမိန်နှလုံးသားတစ်ခုလုံးဟာဒီလူရဲ့ဆွဆောင်ခြင်းကိုခံလိုက်ရပါပြီ။အစည်းအဝေးပြီးတော့ဝိုင်းမိန်ကကျန်းကော်တုံးကိုအရင်ဆုံးစကားပြောဖို့ကြိုးစားလိုက်ပေမဲ့သူဟာတခြားလုပ်ဖော်ကိုင်မဲ့ဟယ်ရီနဲ့စကားပြောပြီးထွက်သွားပါတယ်။ဝိုင်းမိန်ဟာဘာစကားမှဝင်မပြောနိုင်မဲ့သူတို့နှစ်ယောက်ပြောနေတာတွေကိုနောက်ကနေနားထောင်နေရတာကသူမအတွက်တော်တော်လေးခံရခက်စီပါတယ်။အိမ်ရောက်တဲ့အခါမှာတော့သူမဟာစိတ်တက်ကြနေခဲ့ပါတယ်။သူမရဲ့အကူမကျမ်းမာကဘာစိတ်ရှုပ်စရာရှိနေရတယ်လို့သူမကိုမေးလိုက်ပါတယ်။ဝိုင်းမိန်ဟာသူမအခုတလောလူတယောက်ကိုသဘောကျနေပေမဲ့အဲ့ဒီလူကတော့သူ့ကိုနည်းနည်းလေးတောင်စိတ်ဝင်စားသလိုခံစားရတဲ့အကြောင်းပြပြခဲ့ပါတယ်။ဒီလူကအเจ้าအကောင်လေးတွေနဲ့မတူဘူးလို့သူ့အကူကိုပြောလိုက်ပါတယ်။သူ့အကူဟာသူမရဲ့စကားကြောင့်ရင်းမိသွားတယ်။သူ့ညမကိုအချစ်ကြောင့်နဲ့ပူပန်စင်နေတဲ့သူမျိုးရှိလိမ့်မယ်လို့သူမထင်ခဲ့ဘူးလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲဟွမ်ကြပါကသူ့ညမကိုယောက်ျားတစ်ယောက်ကိုဘယ်လိုဆွဲဆောင်ရမယ်ဆိုတဲ့လှုပ်ဝက်ချက်တွေကိုသင်ပေးလိုက်ပါတယ်။နောက်နေ့အစည်းအဝေးမှာဝိုင်းမိန်ကအနက်ရောင်နဲ့အနီရောင်ဝတ်ဆောင်ကိုဝတ်ဆင်ပြီးခင်မီအောင်ပြင်ဆင်လာတယ်။လှပပြီးဆက်ဆောင်မှုရှိတဲ့သူ့ကိုလှုပ်ဖော်ကိုင်မဲ့အားလုံးကပါးစပ်ဟောင်းသားနဲ့ကြည့်နေမိကြတယ်။ကျန်ကော်တုံးဟာအချင်းချင်းနားလည်မှုရှိကြဖို့နဲ့အမြင်ချင်းဖလှယ်တာဟာလည်းအရေးကြီးတဲ့အကြောင်းပြောခဲ့တယ်။ဒါကြောင့်နောက်အစည်းအဝေးတွေမှာဝိုင်းမိန်ဟာလက်ထောင်ပြီးစကားပြောတာကျန်ကော်တုံးရဲ့စကားတွေကိုကန့်ကွက်တာအကြံပေးတာမျိုးတွေအချင်းချင်းလုပ်ခဲ့တယ်။အစည်းအဝေးပြီးတော့ဝိုင်းမိန်ကရှေ့ဆုံးကနေထွက်လာပြီးကျန်ကော်တုံးကသူ့နောက်ကနေပါလာခဲ့တယ်။你对我有什么意见吗？ဝိုင်းမိန်ကဘာမှမရှိပါဘူးလို့ပြောလိုက်တော့ကျန်ကော်တုံးကဒါဆိုပါလို့ခုနကငါပြောတဲ့စကားတွေအားလုံးကိုလိုက်ကန့်ကွက်နေတာဘာသဘောလဲလို့မေးလိုက်တယ်။ဝိုင်းမိန်ကထိထိမောင်းမောင်းနဲ့ပဲအစည်းအဝေးဆိုတာမတူတဲ့အမြင်ပေါင်းစုံကိုဆွေးနွေးရတဲ့အတွက်သဘောထားကွဲလွဲတာဟာပုံမှန်ပါပဲလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဝိုင်းမိန်ဟာကျန်ကော်တုံးရဲ့ဖုန်းနံပါတ်ကိုရသွားခဲ့တယ်။ဝိုင်းမိန်ကဖုန်းကိုပြန်ပေးလိုက်ပြီးတော့ထွက်လာခဲ့ပါတယ်။သူမဟာရှောင်းနေရင်းနဲ့ရင်တုန်နေခဲ့ပေမဲ့သူ့သဘောကျတဲ့သူရဲ့ဖုန်းနံပါတ်ကိုရလိုက်တဲ့အတွက်တော်တော်လေးပျော်နေခဲ့ပါတယ်။နောက်နေ့တွေမှာဝိုင်းမိန်ကအလုပ်ချိန်မှာတခြားလုံးကျန်ကော်တုံးရဲ့အကြောင်းကိုပဲတွေးနေမိတယ်။သူကကျန်ကော်တုံးစီကိုစာပို့ချင်ပေမဲ့ချီတုံချတုံဖြစ်နေခဲ့တယ်။ရုတ်တရက်ဟယ်ရင်းကလုပ်ဖော်ကိုင်မှာအားလုံးကိုညနေကျရင်လက်ဖေးတိုက်မယ်ဆိုတဲ့စကားကိုကြားလိုက်ရတယ်။ Eric ဆိုတာကကျန်ကော်တုံးရဲ့အင်္ဂလိပ်နာမည်ဖြစ်ပြီးတော့ Henry ရဲ့လက်ထက်ကမကာရိုနီကကျန်ကော်တုံးဝယ်ပေးထားတာပဲဖြစ်ပါတယ်။လုပ်ဖော်ကိုင်ဘက်တွေက Henry ကိုကျန်ကော်တုံးကိုဒီလောက်ဝေးမြန်ဆွဲဆောင်တယ်လို့ချီးကျူးကြတယ်။ Henry ကတော့ပါဇက်ကသာမဟုတ်ပါဘူးလို့ပြောပေမဲ့နည်းနည်းပါးပါးကုန်စားနေတယ်လို့ပါပဲ။ပြီးတော့ကျန်ကော်တုံးကသူ့ကိုမန်နစ်အိုင်းပြဝဲသွားကြည့်ဖို့ဖိတ်ထားတယ်လို့ပြောပြလာတယ်။ Henry ကဝိုင်းမိန်ညင်းတာကိုမကြားသလိုပဲနေလိုက်ပြီးမကာရိုတစ်ခုကိုကိုယ့်ဘာသာပဲချထားပြီးခဲ့လိုက်တယ်။ဝိုင်းမိန်စိတ်မကောင်းဖြစ်သွားပြီးတော့ခုလေးရင်ကျန်ကော်တုံးစီကိုပို့ဖို့ရိုက်ထားတဲ့မက်ဆေ့တွေကိုဖျက်ပလိုက်တယ်။ Henry ကကျန်ကော်တုံးကိုချင်းတင်ကုမ္ပဏီအနှံ့ကိုလိုက်ပတ်ပြတယ်။ကျန်ကော်တုံးကဝိုင်းမိန်ကိုတွေ့တော့နှုတ်ဆက်ချင်နေပေမဲ့ဝိုင်းမိန်ကမမြင်သလိုမသိသလိုပဲအဲ့ဒီအဆက်နေလိုက်တယ်။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ပြီးခဲ့တဲ့အပတ်ကကျန်ကော်တုံးဟာဟယ်ရင်ကိုမုတ်တပူလက်ဆောင်ပေးခဲ့တဲ့အတွက်ကြောင့်ဝိုင်းမိန်ဟာကျန်ကော်တုံးတခြားသူကိုကြိုက်နေတယ်လို့ထင်တဲ့အတွက်ကြောင့်ပါ။ဒါကြောင့်ဝိုင်းမိန်ဟာသူ့ကိုမြောက်ွယ်ပြည့်တဲ့သူကိုအောက်ကျဖို့မစင်စားခဲ့ပါဘူး။သူမကကျန်ကော်တုံးကိုစိတ်ဝင်စားရတဲ့အတွက်အစည်းအဝေးကျင်းပတဲ့အချိန်မှာတော့ဝိုင်းမိန်ပုံစံမဟုတ်တော့ပဲလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ကျန်ကော်တုံးပြောတဲ့အကြောင်းအရာတွေအဆိုပြုချက်တွေ idea တွေကိုဘာတစ်ခုမှဝင်မဆက်ဖက်တော့ပဲကျန်ကော်တုံးကိုတော့စိတ်ဝင်စားတဲ့အကြည့်နဲ့မကြည့်တော့ပါဘူး။အစည်းအဝေးပြီးတော့ဟယ်ရင်ကအားလုံးကိုဒင်နာတူတူစားဖို့ဆိုပြုလိုက်တယ်။ကျန်ကော်တုံးကစဉ်းစားပြီးဒါဟာဝိုင်းမိန်နဲ့ပိုရင်းနှီးလာဖို့အခွင့်ကောင်းပဲလို့ထင်လိုက်မိတယ်我就不去了。这是第一次集体活动，我建议每个人都参加。ကျန်ကော်တုံးကတော်တော်လေးတိုက်တွန်းနေတဲ့အတွက်ဝိုင်းမိန်ဟာအသေးဖွဲ့စိတ်တက်မရှိတဲ့လူလို့ထင်ပါဆိုတဲ့အတွက်မလိုက်ချင်ပဲလိုက်ခဲ့ရတော့တယ်။ညစာစားပွဲမှာဝိုင်းမိန်ကိုအမျိုးသားလုပ်ဖော်ကိုင်မတယောက်ကအရက်တူတောက်ဖို့သွေးဆောင်ခဲ့တယ်။ကျန်ကော်တုံးကတော့ဝိုင်းမိန်ကိုအချိန်တိုင်းစောင့်ကြည့်ပေးနေပြီးဝိုင်းမိန်ရက်မတော့တဲ့အကြောင်းနဲ့အေးတခုမှာပေးပဲဆိုတဲ့အကြောင်းကိုအတန်ချင်ချင်နဲ့អော်ပြောပေးလိုက်တယ်။ဟယ်ရင်ကကျန်ကော်တုံးကိုစကားလက်ကပ်ပြောနေတယ်။ကျန်ကော်တုံးကလည်းသူမကိုရှောင်နေတာနဲ့ဖုန်းပြောကြအောင်ဆောင်ပြီးဖုန်းပြောတာမဟုတ်ပဲဝိုင်းမိန်ကိုပဲကိုကြောင်ခိုးကချောင်းကြည့်နေလိုက်တယ်။ကျန်ကော်တုံးကဖုန်းပြောကြအောင်ဆောင်ပြီးပြန်ဝင်လာခဲ့ပြီးတော့ဝိုင်းမိန်ဘေးကအမျိုးသားဘေးခေါ်မှာဝင်ထိုင်လိုက်ပြီးချင်းတင်ကုမ္ပဏီကလူတွေနဲ့တွားလောက်ဆက်ဖို့နဲ့အရက်တူတူတောက်ဖို့ညွှန်ကြားလိုက်တယ်။နောက်ဆုံးမှာတော့ကျန်ကော်တုံးဟာဝိုင်းမိန်ဘေးမှာအောင်မြင်စွာပဲထိုင်ခွင့်ရသွားပါတယ်။
သူကဝိုင်းမိန်ကိုစကားမရှိစကားရှာပြီးဝိုင်းမိန်စားတော့တွေကဘလို့လဲဆိုပြီးမေးလိုက်ပါတယ်ဝိုင်းမိန်ကတော့ဘာမှထွေထွေမပြောခဲ့ပါဘူးရုတ်တရက်ဆိုသလိုဝိုင်းမိန်ကကိုဖုန်းဆက်လာပြီးဒီလောက်ထိညှင်းနေပြီဘာလို့မပြန်လာကြရလဲလို့ပြောလိုက်တော့ဝိုင်းမိန်ကလောက်ကလောက်ပေါ်ကိုင်းမဲတွေနဲ့ညသာသွားစားတဲ့အကြောင်းအိမ်ကိုလမ်းကြောင်းကြဖို့မေ့သွားကြောင်းရှင်းပြခဲ့ပါတယ်သူမရဲ့ကိုဖုန်းကျောင်းကသူမကိုကားနဲ့လာကြိုဖို့လိပ်စာပေးလို့ပြောပါတယ်ဝိုင်းမိန်ကဖုန်းပြောပြီးလို့ပြန်ရောက်လာတော့ဟယ်ရင်ကသူမနေရာမှာဝင်ထိုင်ပြီးကျောက်ကော်တုံးကိုလိုက်ကပ်နေပြန်ပါတယ်ဝိုင်းမိန်ပြန်တော့မယ်ဆိုတော့ကျောက်ကော်တုံးကလည်းဆက်နေခြင်းစိတ်မရှိတော့ပဲ看时间也差不多了，我们把这最后一杯酒喝了，我们就一块走，好吧？ သူစကားစားလိုက်တော့အားလုံးကသဘောတူကြတယ်ဟယ်ရင်ကကျောက်ကော်တုံးကိုမှီပြီးခန္ဓာကိုယ်ကလည်းရိုင်ထိုးနေတယ်ဝိုင်းမိန်ကတော့မြင်နေရတာအဆင်မပြေလို့အကြည့်လွှဲထားခဲ့တယ်အကိုဖြစ်သူရဲ့ကားရောက်လာတော့ဝိုင်းမိန်ကကားပေါ်တက်သွားလိုက်တယ်ဝိုင်းမိန်ကသစိမ်းယောက်ျားရဲ့ဘေးခုံကိုတက်သွားတာမြင်လိုက်တော့ကျောက်ကော်တုံးဟာချက်ချင်းပဲစိုးရင်စတွေပောက်ကွဲထွက်လာတော့တယ်ဝမ်ကျဝါကသူ့ကိုရန်စားလိုက်မနေပေနဲ့မေးစစ်ကိုမော့ပြီးပြုံးပြသွားခဲ့ပါသေးတယ်ဝိုင်းမိန်တက်တက်ကိုချစ်နေတဲ့သူကဘာလို့လဲဆိုတာကိုဝမ်ကျဝါကတစ်ချက်ကြည့်လိုက်ရုံနဲ့ချက်ချင်းသိလိုက်တယ်သူ့အကူကယောက်ျားတွေကမိန်းကလေးတယောက်ကိုလိုက်တဲ့အခါပြိုင်မရှိပြီလို့ခံစားလာရမှလှုပ်ရှားဖြစ်လာတာလို့ဝိုင်းမိန်ကိုပြောလိုက်ပါတယ်ပြီးတော့ကျောက်ကော်တုံးကတော့ငါ့ကိုနင့်ကိုမှမသိပဲပြိုင်မဲ့နေနဲ့သဘောထားလိုက်ပြီးနောက်ဆိုသူနင့်ကိုအသေးအံလိုက်တော့မှဘာဆက်ခင်လဲစောင့်ကြည့်နေလိုက်လို့ထပ်ပြောလိုက်ပါတယ်တကယ်ကိုပဲဝမ်ကျဝါကသူမကိုအဲ့လိုပြောပြီးစက္ကန့်ပိုင်းတည်းမှာပဲကျောက်ကော်တုံးစီကစာရောက်လာခဲ့ပါတယ်ချင်းဝါတက္ကသိုလ်ကပါရဂူပိုင်ဆောင်ဟဲဟာဝမ်ကျဝါကိုချိတ်လို့သဘောတူလိုက်တယ်ဒါပေမဲ့ကျဝါကသူတို့နှစ်ယောက်ထဲအပြင်ထွက်ရင်ပတ်ဝန်းကျင်ကတမျိုးပြည်မှာဆိုတဲ့အတွက်ညီမဖြစ်သူဟိုင်းမိန်ကိုပါပျော်ပွဲစားထွက်ရကိုလိုက်ခဲ့ဖို့ငကူနစာလုပ်ပြီးခေါ်လာခဲ့ပါတယ်ဝိုင်းမိန်ကမကြောက်မလန့်ကိုညမကိုမှတောက်ပြီးလောက်ခိုင်းရတဲ့ဘောလို့ပြောတော့ဝမ်ကျဝါကသူတို့နှစ်ယောက်အဲ့ဒီစက်တိမြောက်သေးတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်ရေကန်ဘေးကိုရောက်တော့ဝိုင်းမိန်ကငားများနေလိုက်တယ်ပိုင်ဆောင်ဟဲကတော့တစ်ပင်အောင်မှာထိုင်ပြီးတော့စာအုပ်ဖတ်နေခဲ့ပါတယ်ကျဝါကတော့ပိုင်ဆောင်အောင်ဘေးမှာထိုင်ပြီးတော့ဟိုဟာမီဒီယာမင်းနဲ့ပေါ့ပိုင်ဆောင်ဟဲကသူမကစာအုပ်ပဲဖတ်နေတဲ့အတွက်ပြင်းစရာကောင်းဆုံးနေဖြစ်နေသလားလို့မေးလိုက်တော့ကျဝါကသူ့ရဲ့မိဘတွေဟာလည်းစာအုပ်ဖတ်ရကြပြီးတော့သူကိုယ်တိုင်ကလည်းစာအုပ်ဖတ်တဲ့မိန်းကလေးတွေကိုသဘောကျကြောင်းပြန်ပြောလိုက်ပါတယ်ဝိုင်းမိန်ကသူ့အကိုကိုတတိရှိရှိနဲ့ချင်းကပ်စေချင်ပေမဲ့ကျဝါကမလုပ်ရဲဘူးဖြစ်နေတယ်ခမင်းစားဆိုင်ရောက်တော့ဝိုင်းမိန်ကပိုင်ဆောင်ဟဲကိုသူ့အကိုကိုဘယ်လိုမြင်လဲလို့မေးလိုက်တယ်ဝိုင်းမိန်ကပိုင်ဆောင်ဟဲနဲ့သူ့အကိုကိုအခုထပ်ပို့ပြီးရင်းနှီးစေချင်ခဲ့တယ်ကျန်တဲ့လမ်းမှာတော့ဝိုင်းမိန်ကကျဝါရဲ့လက်မောင်းကိုဆွဲပြီးအရှိမရှောင်နေတဲ့ဆောင်ဟဲနောက်ကိုလိုက်ဖို့တွန်းလိုက်တယ်ရုတ်တရက်ကြီးရှောင်ဟဲကချေချော်ပြီးလဲကျသွားတယ်။ဝိုင်းမိန်တွန်းလိုက်တာကြောင့်ကျဝါကရှောင်ဟဲကိုမကူနိုင်ခင်သူကလဲကျသွားပြီးခြေထောက်ကျိုးသွားတဲ့အတွက်ဆေးရုံသွားလိုက်ရတယ်။ဆေးရုံရောက်တော့နင်းကြောင်ရှောင်ဟဲရဲ့လက်ကိုမဆွဲရတဲ့အပြင်ခြေထောက်ပါကျိုးသွားသေးတယ်ဆိုပြီးကျဝါကသူ့ညမကိုအပြစ်တင်มาတော့တယ်我哥这个腿脚不利索，你不太懂。 ။ပိုင်ဆောင်ဟဲကမတွဲကူပေးပဲဝှချက်သွားယူခဲ့မယ်လို့ပြောလိုက်ပါတယ်။ဝမ်ကျဝါခြေထောက်ကျိုးနေတော့မှာပဲဝိုင်းမိန်ကစုကန်ရှင်တဲ့ဒူရှန်ဟိုင်းကိုနုပညာပြပွဲကိစ္စနဲ့ခီးထွက်ဖို့ဖြစ်လာတယ်။ကုမ္ပဏီရဲ့ခင်မီနုပညာပြပွဲအတွက်တာဂန်တစ်ခုကိုရွေးချယ်ဖို့အတွက်ဖြစ်ပါတယ်။ပထမဆုံးအကြိမ်လောက်ကိစ္စနဲ့ခီးထွက်ရတာကြောင့်ဝိုင်းမိန်ကအရင်ပဲစစ်လှုပ်ရှားနေခဲ့ပါတယ်။ကုမ္ပဏီကထုတ်ပေးတဲ့ဈေးနဲ့ခီးသွားတာဘယ်သူမှမကြိုက်ပဲနေမလဲ။ကျောက်ကော်တုံးကအစည်းအဝေးလုပ်နေတဲ့အတွက်ဝိုင်းမိန်ရဲ့အရေးအရာကိုမတွေ့ရတဲ့အတွက်သူမသိမသာလေးမေးလိုက်တယ်။ရှန်ဟိုင်းရောက်တော့ဝိုင်းမိန်တို့နှစ်ယောက်သားပြကန်းတွေကိုလက်ပတ်ကြည့်ခဲ့ကြတယ်။ဝိုင်းမိန်ကပကြီးကားတွေကနေနုပညာရှင်ရဲ့တွဲစိတ်ကိုမြင်နိုင်တယ်လို့ပြောပြီးပကြီးကားတွေကိုစိတ်ဝင်စားကြည့်နေခဲ့တယ်။ပြကန်းသုံးခုလောက်ကိုသွားကြည့်ခဲ့ပြီးတော့အထက်ကတနေရာမှာရှေးအောင်တချင်းရွေးစက်ကြီးတစ်လုံးကိုတွေ့လိုက်တော့ဝိုင်းမိန်စိတ်ဝင်စားသွားတယ်။သူမဟာပတ်စံအိတ်ထဲကနေအကျွေးစီးတစ်စီးကိုထွက်လာပြီးတော့တချင်းရွေးစက်ထဲကိုထည့်လိုက်တာ။သူကန်ရှန်တားချိန်မရလိုက်ပါဘူး။ခဏကြာတော့စက်ထဲကနေတချင်းတန်ထွက်လာတယ်။စုကန်ရှင်းကနည်းနည်းလေးဆိတ်ရှုပ်သွားပေမဲ့ဝိုင်းမိန်ကတော့ဆက်ကထွက်တဲ့တာစင်ကိုလိုက်ပြီးကလေးတယောက်လိုပဲကောက်ခေါင်နေလိုက်တယ်။သူကန်ရှန်ကဘာမှမတက်နိုင်ပဲကြည့်နေလိုက်တယ်这个是我最喜欢的一首音乐，这个展啊是我一个外国朋友托我在这里办的。 အဲ့ဒီလူကြီးကသူ့တငယ်ချင်းသားဒီတချင်းရွေးဆက်ကိုတရားရောက်ကတော့လိုက်လာသိရင်အရန်ပြောမှတေးကြရဲလို့ပြောပြီးဝိုင်းမိန်ကဓာတ်ပုံရိုက်ခွင့်ပြုမလားလို့မေးပါတယ်။သူကအဲ့ဒီဓာတ်ပုံကိုနိုင်ငံခြားကသူ့တငယ်ချင်းစီပို့ပေးခြင်းလို့ပါလို့ပြောပါတယ်။ဝိုင်းမိန်ကသဘောတူလိုက်ပြီးတချင်းရွေးဆက်ရှိမှလှပတဲ့ဓာတ်ပုံတစ်ပုံရိုက်ခဲ့ပါတယ်3、2、1。